ဥပုံဝယ်ယူသူ9ယောက်ကို330တောင်လျှော့ပေးအောင်ပါတဲ့အကိုတတင်းကလည်းကျွတ်ပြီဆိုတော့ခင်းတို့မင်္ဂလာဆောင်ကိစ္စအတွက်ဘယ်လိုစီစဉ်ကြမှာတော့ကို့ဖေကိုပြောအေးပါခင်ရဲ့အကိုအဖေကိုပြောကြည့်ပါမယ်အဖေကလည်းအခုပြောလိုက်တိုင်းမှာလေထုံးစက်ဝယ်ကိုလည်းပြောနေခင်ရဲ့ဒါမဲ့အကိုရဲ့ခင်ကဒီနှစ်ဆောင်နေတာနောက်နေ့မှဆောင်ရအကြိုက်ပဲခင်ကတော့စိတ်မရှိကြတော့အမလီဗျာခင်စိတ်တော့မကောက်လိုက်ပါနဲ့ကိုဖေကိုရအောင်လို့ပြောပြပါမယ်ဟုတ်ပြီလားပြီးတာပဲအဖေအေးဒါထုံးစက်ဝယ်ကိုရှာတွေ့ပြီလားအဖေကလည်းတရင်ကလည်းကျွတ်ပြီတာရုခင်တို့မင်္ဂလာဆောင်မှုကိစ္စအေးဒါရဲ့မင်္ဂလာဆောင်တာဘေးရှိတ်ဆောက်လို့ရပါတယ်နေတိုင်းမင်္ဂလာရှိအောင်နေမင်္ဂလာရှိတာပါပဲဒါရဲ့ထုံးစက်ဆိုတာရာသီချိန်မှာအမိဝယ်ရတာအဖေတို့ကလယ်သမားတွေလေဒီဆက်ကလေးဝယ်ပြီးမှထွန်ရရက်ကအငှားလိုက်ရနဲ့စီးပွားရှာရမှာမင်းတို့ရှေးကောင်းဖို့ပဲလေအဖေလည်းအသက်ကြီးပြီးအရင်လိုလဲလဲပင်မအဖေမလုံနိုင်တော့ဘူးကွာဒီသားစုနောင်ရေးလဲစိတ်အေးကျင်ပြီးအဲ့တော့ဒါမင်းထွေထူးထူးစဉ်းစားမနေနဲ့တော့ရင်းကောင်ရဲ့လက်ပိုင်း90တဲ့ကကွာဒင်းမေးပြီးတော့အရေးသေးကောင်းတဲ့ရပဲရှာကွာမင်းတငယ်ချင်းငထူးတို့ဝယ်ထားတဲ့ဆက်လည်းမစိုးဘူးမင်းသူတို့ကိုမေးကြည့်လိုက်ပါလားဖေးလေးပါလေးလုံးမနေမင်္ဂလာဆောင်ဖို့နောက်ထားထွန်စက်ဝယ်ဖို့စုံစမ်းသွားအဖေတို့ကလည်းဗျာဟဲ့ဘာလုပ်နေအောင်စိတ်ညစ်လို့ပါကွာမင်္ဂလာဆောင်မှုပြောတာအဖေကငါ့ကိုထုံးစက်ဝယ်ဖို့ပြီးပြောနေရဲ့ဒါများဟိအောင်ရငါသုံးနေတဲ့ YDO ရက်ခင်ငါပဲမင်းဖေဝယ်ခိုင်းလိုက်ငါလည်းမင်းမေးဖို့စောင့်နေရအဖေကထုံးစက်ဝယ်လိုက်တယ်ဆိုရင်ငါမင်္ဂလာဆောင်မှုပတ်စံမလောက်တော့ဘူးမင်းငါနဲ့အဖိုးတွေကတွေ့စိတ်ညစ်ပြအောင်မလို့မင်းလည်းမင်္ဂလာဆောင်ရမင်းဖေလည်းထုံးမဲ့ရတစ်ချက်ကုန်ဖေးချက်ပြပဲမနောက်စားပါနဲ့ဝါမင်းတစ်ချက်ခောက်ဖေးချက်ပြဆိုဘယ်မှာရှိမှာဘာမှမရှိပေမဲ့ငါထုံးပတ်ဝယ်လာတဲ့စိတ်လက်နေကုန်ပြီမှာရှိရဟဲ့အောင်အခုဒီသတင်းကျွတ်လာပြေကနေနောက်ပိုင်းနေ့အထိ15ရက်အတွင်းမှာ YDO EFK 9ပဲပထမဥပုံဝယ်ယူသူ9ယောက်ကို330တောင်လျှော့ပေးအောင်ပါတဲ့နောက်25မောတဲ့တစ်ဖက်ဖက်တွေကွာအရေးတွေးရလဲငါသုံးနေမင်းမြင်တဲ့အတိုင်းပဲကောင်းမကောင်းဒေးလက်တန်တယ်အခုပထမဥပုံဝယ်ယူသူ9ယောက်ကို330လျှော့ပေးတာမင်းကန်ထူးတာပဲမင်းအဲ့9ယောက်ဖက်ပါအောင်မြင်တော့ဖန်ချတာမင်းအဖေလည်းထွန်းဖက်ရလို့ပြောတားတွေလည်းမင်္ဂလာဖောင်မရလို့ပြောမင်းနဲ့ခင်နဲ့လည်းပြောဘလောက်တောင်ကြည်နူးဖို့ကောင်းလဲကွာငါတော့ပြောချင်လားမင်းထုံးစက်ဝယ်တာစိမ့်လန်းမြေကုမ္ပဏီစိမ့်လန်းမြေအေးကျေးဇူးပဲတားကြီးရအဖေတော့ပြောလိုက်အောင်